ကိုတတမွေးမြူပွင့်ကိုလည်းရှိပြတော်မူပါဒီမာနစ်တော့ကဝိနည်းရုပ်သိမ်းတော်မူပါလို့ငါရဲ့အချစ်တော်ရဲ့ဝစီလာမပါတဲ့အကြည်နီးသူတုံးတူဤဒွါမငါရှင်လက်ခံတော်မူမှာမဟုတ်ဘူးလို့အမိရှိတော်မူတယ်သူတို့မြတ်ခင်ဗျာမုဟမ္မဒ်ရဆူလာပြောရေးကြည့်ပါဗျာသူတို့မြတ်ခင်အစ္စလာမ်သာသနာဒိဋ္ဌိသာသနာမဟုတ်အလွန်သိမ်မွေ့တယ်ကြည်လစ်တယ်သိသေးတယ်လူသားနဲ့တင့်မြတ်တယ်လူတိုင်းလက်ခံတဲ့သာသနာဖြစ်ခဏသာသနာရဲ့အချိုမိတ်တွေကဘာတွေရှိနေပြီလဲအလ်ဟမ်ဒူလ illah မိတ်ဆွေတိုင်းနမတ်ဖတ်နေကြတယ်ဒုသာထားနေကြတယ်ကုရ်အာန်သီလာဝတ်လုပ်နေကြတယ်တို့တော့ခုကိုအဘာဒ်နဲ့ပတ်သက်ပြီးတော့ချိုးရင်းမှုတစ်ခုများရှိတာလည်းမယ်ဆိုရင်အလ္လာဟ်နဲ့ပတ်သက်တာတွေကိုပြည့်စုံတော့ညာလည်းပဲအလ္လာဟ်ရှိမှငါ့ကိုဂျန်နတ်ပေးမှာမဟုတ်ဘူးဆိုတဲ့ယုံကြည်ချက်ကလေးတွေရှိတာပြီလားအစ္စလာမ်သာသနာပြီးသားတဲ့လူသားတို့ဖြစ်လာဖို့အသေးစိတ်မုဟမ္မဒ်ရဆူလာကဘာတွေကိုတည်ကြထားပြီလဲဆိုတာမွတ်စလမန်တိုင်းသိဖို့လုံးဝအရေးကြီးပါခဏတပလစ်ကငယ်ရွယ်တဲ့လူရွယ်လေးတွေသာရိတ္တပြုပြင်ဖို့မူရစ်ဆေးဝါးထပ်တောက်ဖို့ရာဇဝမှုပါတော့ဖို့မိဘကိုရိုသေလေးစားဖို့တရက်တမနဲ့ကြီးတော်သူရဲ့ဂုဏ်သိက္ခာအာလီအွန်မာများရဲ့ဂုဏ်သိက္ခာတမန်ငါရှန်ငါသူရဲလူပဲငါလဲလူပဲလို့လူအတူတူပဲလို့ဂန်မွတ်စလင်များရဲ့တတ်မှတ်ချက်အတိုင်းခဏမွတ်စလမန်တွေတတ်မှတ်ပြီးတော့နွားအတူကြောင့်ရောက်ဖခေါ်ဖေးတောင်မယိုသေးတဲ့ဘဝမအေးကိုမယိုသေးတဲ့ဘဝမအေးမိဘကိုမယိုသေးရင်အစ္စလာမ်သာသနာကဘာကိုပြထားပြီလဲဒါကိုလည်းသိဖို့လိုတယ်ခဏတပလစ်မြတ်ကရက်ခံနေတာတားလိမ္မာလေးတွေသမီးလိမ္မာလေးတွေဇနီးလိမ္မာလေးတွေဖြီးမွန်းတဲ့လိမ္မာလေးတွေကိုဖြစ်လာဖို့ခဏတပလစ်ကမြတ်ရက်ခံပြီးတော့သာရိတ္တပြုရည်ကိုဥတည်ပြီးခဏကျမလုပ်ငန်းကိုဥတည်ခြင်းဖြစ်တယ်သူတို့သိများခင်ဗျာဆရာလုပ်ချင်းရှုပ်ချင်းအနည်းမဟုတ်ဘူးမိဘရဲ့တံမိုးဘယ်လောက်ကြီးမားတယ်လဲဆိုတဲ့အကြောင်းအခါအခွင့်တင်တိုင်းမိမိနောက်မှရောက်ရှိလာတဲ့လူငယ်လူရွယ်လေးတွေကိုမိဘရဲ့တံမိုးကိုတပွားပွားပြောရင်နဲ့နှလုံးသားထဲမှာမိဘရဲ့တံမိုးကိုသဘောပေါက်လာတယ်သူတို့ဒီမှာခင်ဗျာအလ်ဟမ်ဒူလ illah ခဏကျွန်တော်တို့ကြီးတော်လို့သူအလားမင်းခံသွားတာသမီးလေးတွေတန်ရှိနေတယ်လူသားဆိုတဲ့အမျိုးအိမ်ရှိမှတစ်ပင်တစ်ပင်စိုက်ကြတော့အတိစားရင်စားရမစားရင်အရိပ်ကိုခုံမယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးရှိပါတယ်ဒါကြောင့်အမိုက်ရှုပ်တဲ့မြတ်တဲလက်ပြီးတုံးပြနေတာအပင်ကိုနှုတ်ကြည့်ရုံထုံးမှမရှိဘူးရင်းလိုက်ဝေသောသားရင်းနဲ့လက်သားသောသမီးဒုက္ခဟရာမမတိဟလာမမတိပူမမတိအေးမမတိဆောင်းမမတိမွေမမတိမိုးမမတိငါနဲ့သူရှင်ထဲမှာယုံပြီးတော့အိမ်သူအိမ်သားတဝါတစ်ခါအတွက်လှပတဲ့တာဝန်တရားကိုအိမ်တော်ဦးစီးဖတ်ပြီးလုပ်သူမိခင်လုပ်သူတေဘောဆောင်ရွက်သွားပြီးတော့ကြားရှိတဲ့သမီးသားကတောလေသူမိဘနဲ့ပတ်သက်ပြီးတန်ဖိုးတန်လေးကိုနားမယ်လေလို့ဥပ္ပခါများပြုလိုက်တယ်ဆိုရင်အရိပ်လည်းမဖို့ရအတိလည်းမစားရတဲ့ဘဝနဲ့အပင်စိုက်တဲ့ဥယျာဉ်မှုဘဝရောက်သွားမယ်ဆိုရင်အလုံးနစ်နာသွားစရာအကြောင်းရှိသူတို့ဒီမှာခင်ဗျာဒါကြောင့်ငွေကျေးဇူးဆက်ရမယ်ကျွေးကျေးဇူးဆက်ရမယ်အတိကအချက်ဆုံးကမိဘနှစ်ပါးတာသမီးစီကလိုလားတာကမလုံနိုင်မကိုင်နိုင်မစွမ်းဆောင်တဲ့အချိန်မှာတားရိတ်သမီးရိတ်ကိုခိုးခြင်းနဲ့ဆန္ဒရှိတယ်လို့ကပ္ပမှာကင်းအောင်သွားတဲ့အခါအချုပ်သားတစ်ယောက်ထောင်သားတစ်ယောက်နားအိမ်ကဘာများလာလိမ့်မလဲလို့ဘူဝမှာအများတကထောင်ဝေတာခိုင်းရင်မျက်နှာငယ်လေးနဲ့စောင့်ကြည့်ပြီးတော့အိမ်ကူအိမ်သားဘသူများဆက်လိုက်လာပို့ပါညှင်းကြော်လေးများဘသူလာပို့ပါအင်းလေးများငါအတွက်မုတ်စီကြော်လေးမုံပေါက်ကြော်လေးအိမ်ကမိသားစုကများငါ့ကိုတတိမှရပါလေစားလာများပို့ကြလိမ့်မလားလို့ပြီးတဲ့အခါမှာကမျောညောနဲ့ထောင်ထဲမှာရှိတဲ့မိသားစုအချုပ်ထဲမှာရှိတဲ့မိသားစုကမျောလင်းတောက်ကြကြတယ်လို့ကပ္ပရတွင်းမှာကိန်းအောင်သွားတဲ့မိဘနှစ်ပါးခြေစီမျိုးတဲ့
ဒီမှာရှင်ကလမရှင်တွေကမတူညာဆရာတဲ့လာလောက်ကြပါဗလေဒီစားလေးဆိုတော့သားလေးရများပို့လေမလားသမီးလေးရများပို့လေမလားလို့ညှော်တလင်းလေးနဲ့ထောင်းဝင်သာခန်းနဲ့ထောင်ကြတဲ့သမားညှော်လင်းအားထားကြတယ်လို့ကပရဲမှာရှိတဲ့မိဘနှစ်ပါးကလည်းညှော်လင်းနေကြပါတယ်သူတို့ဒီမှာခင်ဗျာဒီကြားထဲမှာအမေတရားဖိုက်ကသွားမယ်တေရလူတေသွားပြီးရှင်တဲ့ဘဝကြမှာတော့ရှိတဲ့အမှုခွဲပြီးကိုသားကိုနေရနဲ့ပျော်ပျော်ပါပါနေကြလို့လားလို့တားမိုက်သမီးပိုက်ဘဝနဲ့တားလေသူမိဘနှစ်ပါးဥပိ္ပခါများပြုလိုက်မယ်ဆိုရင်မွေးရကြနမ်းနိုင်မှာဦးမလားကျွေးရကြနမ်းနိုင်မှာဦးမလားခဏတပည့်ကမြစ်ကရက်ခံတယ်လို့အစ္စလာမ်သာသနာကဖွင့်ဆိုထားတယ်ပိတတဲ့သာသနာလူပိတတဲ့သာသနာကိုအလ္လာဟ်ကကျွန်တော်တို့ကိုပေးလိုက်တာသာသမီရဲ့ဂျနတ်ဟာမိဘနှစ်ပါးရဲ့ခြေပေါ်အောက်မှာရှိပါတယ်ဂျနတ်ကိုအလွန်တန်ဖို့ရှိတယ်လို့ခဏမွတ်စလမန်တိုင်းအားထားပြီးတော့လက်ခံထားကြတယ်အီမန်ယူထားကြတယ်ဂျနတ်ကိုရလို့တာကြောင့်နမတ်စိတ်ဖတ်နေကြပြီးစကားတဲ့ပေးနေကြပြီးကုရ်အာန်တိလာဝတ်တဲ့လုပ်နေကြပြီးဟတ်တဲ့လုပ်နေပြီးဇီကီတဲ့လုပ်နေပြီးဟလာရိုဇီကိုရှာစားနေကြဘာနာလို့လဲဗျာလို့မေးရင်တော့အခက်မှာတော့ဂျနတ်ကြားကျင်တာပဲဗျာလို့မွတ်စလမန်ရဲ့ဆန္ဒတစ်ခုကိုတင်ပြလိုက်တယ်အလ်ဟမ်ဒူလ illah လူတိုင်းမှာဒီဆန္ဒရှိပါတယ်ဒီလောက်ရှိတဲ့တာမိုးရှိတဲ့ဂျနတ်ကြီးကိုမိဘရဲ့ကြည်ပွားအောက်မှာအလ္လာဟ်ကထားပေးထားတယ်ဆိုရင်ဂျနတ်ကိုနင်းထားတဲ့ခြေထောက်ရှင်ဟာကျွန်တော်တို့ရမယ်ဂျနတ်တဲ့အလ္လာဟ်ကမှာပို့ပြီးမိရတယ်လို့ဆိုလိုခြင်းဖြစ်မိဘဟာကျွန်တော်တို့ဂျနတ်တဲ့မြတ်ပါမရနိုင်တဲ့ဂျနတ်ကိုညှော်လင်းတောင်းတနေတဲ့အစားခြေထောက်နဲ့နင်းထားတဲ့ဂျနတ်ရှင်ကြီးပေါ်မှာနာနာဖြစ်ပတ်လုပ်လိုက်ရင်ဆိုတဲ့အတိတရားလေးဝင်လာဖို့အလုံးရည်ကြီးသူတို့ဒီမှာခင်ဗျာအမိလို့သူကိုဝင်ထောင်းရတဲ့ဒုက္ခသားငယ်တမီးငယ်လေးတွေမွေးဖွားဖို့ကိုးလာတဲ့ဆဲလာတွေဝေထားရှာကလေးတာမန်ခကြီးရှင်လေးတစ်ခုသွားလို့လွယ်ကလေးနဲ့ညကိုယ်လေးထည့်ထားမယ်ပစိုးလေးထည့်ထားမယ်တပည့်ကလေးထည့်ထားမယ်ခကြီးရှင်သွားရင်လေကဘူးဘူးဖုံးကထူးထူးတိပိရိတ်ကလေးများရောက်ပြီဆိုရင်လွယ်ထားတဲ့လွယ်အိတ်ရှုပ်ရမလားလို့အရင်တော့လွယ်အိတ်ချုပ်ပြီးတိပိရိတ်ရေမှွင့်ပြတာတွန်းဆန်းကွာနောက်သွားလိုက်လူဝဝင်တိုက်တဲ့လွယ်အိတ်သွားလာဟဲ့ဆိုပြီးတော့ဖြုတ်ပြလိုက်တာလွယ်အိတ်ကလေးတောင်လွယ်ပြီးမသွားနိုင်တဲ့လူဘဝလူသားတယောက်လုံးကိုဝါကြတဲ့ထဲမှာကိုယ်လာနဲ့ဆဲသီးဘယ်တော့မှချထားလို့မရအောင်မအေးကိုဝင်ဆောင်ထားတဲ့ဒုက္ခတစ်ခုတည်းပြင်ကျွန်တော်တို့တက်တန်းတစ်ခုလုံးရင်းနှီးမြုပ်နှံပြီးကျေးဇူးဆက်လို့တော့အလားကမှတင်နိုင်ကြမရှိပါဘူးမေရဲ့ဘာများလုပ်ချင်လဲလို့မေကကိုယ်ဝင်လောင်းအရေးမှကြီးနဲ့လမ်းလေးများလျှောက်လို့တလားလို့အမေကိုကြည့်ပြီးအမေဘာများလုပ်ချင်တာလဲမသားရဲ့မင်းလည်းတတ်နိုင်မှာမဟုတ်ပါဘူးပြောသမားအမေကဘာများလုပ်ချင်တာအမေလားအာရပါရမှောက်ပြီးအိတ်လိုက်ရှင်နဲ့ကွယ်လို့အမေပြောလိုက်တဲ့စကားလေးကိုယ်ဝင်လောင်းရမှလာပြီဆိုရင်မှောက်အိတ်လို့မရနိုင်တဲ့ဘဝဘယ်လက်ကလေးအိတ်လို့ကအိတ်စောင်းလို့ကစောင်းအိတ်အနေအတွားအလားအပြောအဆိုအသားတော့ကတပြီးတော့မမြင်ရသေးတဲ့သတ္တိယတနာရဲ့မျက်နှာကိုထောက်ထားပြီးအမိဖာရဲ့ကြီးမားတဲ့ကိုယ်တော်ဘာနည်းနဲ့မူကြရတာကျွန်တော်တို့တကယ်တွေးတွက်ပြီးကျေးဇူးဆက်ဖို့တတိမရတော့ညာလည်းပဲအလောင်းကြီးရှင်မြတ်ခံတော်ဘာမှာအလွန်မြင့်မြတ်သူများရှင်နဲ့အမှတ်ထားတော်မူတယ်။ဧဗနာငါရှင်ပြတဲ့ဒုက္ခနဲ့ဒီလောကမှာဒုက္ခတွေအမြောက်မြတ်မြတ်ရင်ဆိုင်နေရပြီလား။ဒီဒုက္ခဖြစ်လိုက်တာလား။သူတို့ဒီမှာခင်ဗျာဘုံဝင်တော်ကြီးနဲ့မောင်တထမေတ္တရဲ့စီရနောမရှာတဲ့တောင်းတူလေသမားအမိအဖများခေါင်းပေါ်မှာလေတိုက်တဲ့ရနံများကျုံလို့ရှိရင်စီစီတော်ကြီးခေါင်းပေါ်မှာရွယ်လို့ရက်ကဖန်ဝိုးလေးနဲ့ခင်မိုးနဲ့ကိုသွားပြီးပို့ရကောက်တိုက်သမားတွေသွားဖို့စားဖို့ပို့ရတနိုင်တစ်ပိုင်းလှုပ်ရှားလိုက်တာလေကနာမရှိချတဲ့စီရနောမရှာတဲ့ဗီဒီယိုကြီးများခေါင်းပေါ်မှာဈေးပေါင်းလေးတီးပြီးတော့တရားဝင်တရားတဲ့အယောင်းဝယ်လေးလို့ပြီးဆားရှာတာလှပတဲ့အမေခဏကလေးချိုးထားလောက်အောင်လှတဲ့အမေရဲ့အသားအရည်လေးတားနဲ့သမီးငယ်လေးတွေနဲ့စီးရဲနှောင်းပါလာပြီဆိုရင်ဈေးတော်လေးခေါင်းပေါ်မှာတင်းပြီးတော့နေကိုမျက်နှာလက်ပြီးတစ်ဖက်ရောက်ကိုရောင်းချရတာရောင်းချရအမေမျက်နှာမှာ
ချွတ်တဲ့အမေမျက်နှာလေး